ကဲအားလုံးပဲမင်္ဂလာနှစ်သက်အင်းညံအခါတမယာလေးဖြစ်ကြပါစေခင်ဗျာမန်ချက်စတာစီးတီးဘောလုံးတင်ရဆိုရင်တော့ဖြင့်ချက်စီရဲ့စတန်ဖို့ဘရစ်အိမ်ခွင်းကြီးမှာဂိုးမရှိဆိုရဲရလက်နဲ့ပြက်ခြေပြက်နဲ့အနိုင်ရရှိပြီးတော့လက်ရှိမှာပရီးမီးယားလိတိုက်ပွဲကြီးကိုဆက်လက်ပြီးတော့တိုက်ပွဲဝင်မှုအတွက်လုံးဝလက်ရှိမှာအကောင်းဆုံး signal တစ်ခုကိုပြလိုက်ပြီပဲဖြစ်ပါတယ်ခင်ဗျာကဲ let's go here we go အားလုံးဖြစ်နေရမယ် Manchester City baby Man City ဟောမင်္ဂလာရှိသောတင်းညံအခါသမယလေးဖြစ်ကြပါစေလို့နော်အားလုံးပဲဘလို့ပြောရမလဲတကယ်လုံးဝမိုက်တယ်ကွာခံစစ်ကြည့်မလားကွင်းလေကြည့်မလားအစ်စစ်ကြည့်မလားလုံးဝလန်းတယ်ဒါမျိုးဖြစ်နေရမယ် Man City ဆိုတာဒါပဲ Man City ဆိုတာဒါပဲဒီအချိန်မှာ Man City နဲ့လာထိတဲ့ Man City ကိုလာထိတဲ့အသင်းမှန်သမျှလိုမျိုးပဲလုံးဝခံစားရမယ်ဒီနေ့ဆိုဗျာကျွန်တော်ပြောပြမယ်သိလားဟို Stamford Bridge မှာပရိသတ်တွေပေါ့နော် Chelsea ပရိသတ်တွေကကျွန်တော်ဒီမတိုင်ခင် show time အခုကြည့်မှလဲကျွန်တော်ပြောတယ်ဗျာကိုလူတွေကဒီထဲမှာ Canal Plus နဲ့ကြည့်ကြတဲ့လူတွေရှိရင်ကျွန်တော်အဲ့ show time အခုကြည့်မှလဲကျွန်တော်ပြောခဲ့တာသိလိမ့်မယ် Chelsea ပရိသတ်တွေက maybe ဟိုအသင်းကိုပေါ့နော်ဟို maybe သူက Man City ကိုမနိုင်လဲကိစ္စမရှိဘူးတို့ဂိုးဘလောက်ယူမလဲတို့maybe ဒါမျိုးဖြစ်လိမ့်မယ်ဒါပေမဲ့တကယ်မှာကွင်းထဲမှာ Chelsea ကိုကျွန်တော်တို့ပထမပိုင်းမှာဘလောက်ရုံးကန်ခဲ့ရလဲဆိုတာအားလုံးသိဗျာသိလားအဲ့ဒါမျိုးကြီးကအရန်သိတာ Chelsea တော်တော်ကောင်းတယ်အိမ်ခွင်းမှာသူသဖြင့်ကူကရလာရဲ့အချမ်းနေကောင်းတာပြန်တိုက်တဲ့အချိန်မှာတိုင်ပတ်တာနော်အမုံအဲ့မျိုးတွေဒါပေမဲ့ဒုတိယပိုင်းပြန်လာချက်ကြီးရဗျာစားတယ်ကိုလူတော့မှတ်မိလားမသိဘူးကျွန်တော်အောင်ပွဲမခံခင်နဲ့စကားနဲ့တော်ကီဖုတ်လိုက်အောင်မယ်ပထမဒီယာဒီဝတ်တုံးကမန်စီးတီးကိုဒုတိယပိုင်းနေဆိုရင်ရင်တုံပန်းတုံနဲ့ရင်ခုန်ပြီးကြီးခဲ့ရတဲ့လူတွေနော်ကျွန်တော်တို့ပရိသတ်တွေထဲမှာအများကြီးရှိပါလိမ့်မယ်နော်ပွဲကိုအများအားကြီးခဲ့ကြတဲ့လူတွေအများကြီးရှိပါလိမ့်မယ်စဉ်းစားကြည့်လိုက်ဒုတိယပိုင်းဆိုရင်ရှိသမျှတန်မုတ်တွေအစနော်ရှိသမျှဖျားသာကုံတခါတည်းရွတ်ဖတ်တဲ့ဆယ်ပူဇော်ရတယ်ဘာဖြစ်လို့လဲဆိုတော့ Man City ကဒုတိယပိုင်းညာအလူတွေလာလုံးလို့နော် Man City ကဒုတိယပိုင်းဆိုလူပြီးရှိသမျှ2ဂိုးသွင်းတာလည်းမလောက်ဘူး3ဂိုးသွင်းတာလည်းမလောက်ဘူးသိရမလားအဲ့လိုမျိုးနဲ့ heavy လုံးဝအလူတွေပေးခဲ့ရနေပြီးတော့အခုလဲကြောက် Man City ကအဲ့ဒုတိယပိုင်းကြာကျန်းတာဗျာသိလား Man City ရဲ့ဟိုထုံးတယ်ဟိုပထမယာဒီဝတ်တုံးကစိတ်ဆင်းရဲခဲ့ရသမျှတွေအကုန်လုံးအခုအတိုးနဲ့အရင်နဲ့ပေါင်းပြီးဆက်နေသလားတော့အောင်မရဒုတိယပိုင်း Man City ကလုံးဝကျန်းတယ်ဒုတိယပိုင်းစပြီးဆိုတာနဲ့ Man City ကပထမပိုင်းတုန်းကအမားယွင်းနေအကုန်လုံးကိုခြေဖြတ်ပြီးတော့လုံးဝဟို special ခြေသွင်းကြီးဖြစ်သွားတယ်ဘယ်လောက်တောင် special ဖြစ်သွားသလဲဆိုရင်အဲ့ဒုတိယပိုင်းစပြီးဆိုရင်မေးလိုက်တော့ကျန်တဲ့အသင်းကစားကုန်မကစားတော့ဘောလုံးက Man City 6လောက်ထဲမှာပဲရှိတယ် Man City ကပဲတိုက်စစ်ဆင်တယ် Man City ကပဲကောင်တာပြန်စတယ် Man City ကပဲဂိုးတွေသွင်းတယ် Man City ကပဲ chances creation တွေလုပ်တယ် Man City ကပဲအမုန်းကျုံတယ် Man City တိုက်စစ်ကစားသမားတွေပဲစော့တယ် Man City ခံစစ်ကစားသမားတွေပဲကျန်းတယ် Man City ကွင်းလယ်ကစားသမားတွေပဲကျန်းတယ်အဲ့လိုမျိုးဖြစ်သွားတယ်အမြဲတမ်း status တွေကြည့်လိုက်နော်သူ့ရဲ့ stats တွေတက်လာရင်ကြည့်လိုက်ဟာ Man City ကနောက်ဆုံး15မိနစ်အတွင်းမှာဟို control က82% position လို့အဲ့အကြီးတွေကဗျာလုံးဝနည်းနည်းတော့ကျန်းတယ်သိလားဒုတိယပိုင်းမှာကျွန်တော်အဲ့ talk show တွေမှာလည်းကျွန်တော်အမြဲပြောတယ် Man City ရဲ့ဒုတိယပိုင်းပြန်လာတဲ့အကွက်တွေကနောက်ပိုင်းမှာတော်တော်ကျန်းတယ်ဆိုတာတုံလူဘိန်းကျွန်တော်ဘောလုံးကိုတတ်တောင်တတ်တာလူဘိန်းကြီးကြီးတဲ့လူတွေပေါ့ဗျာဟိုထားပါတော့ဟိုအရင်ကြီးတက်စရာမလိုကျွန်တော်တောင်းဘောလုံးပွဲကြည့်နေကြလူမဟုတ်ရင်လည်းဝင်ကြည့်ဟာဒီအသင်းကကျန်းလိုက်လားတဲ့ဒုတိယပိုင်းဆိုအဲ့လိုမျိုးမြင်ရလောက်အောင်အရန်တိတာMan City ရဲ့ဒုတိယပိုင်းတွေကဟိုဘလောက်တောင်ကျန်းလဲဆိုတိုးတယ်လုံးဝတိုးတယ် dominant control တခုလုံးဝ control တခုယူပလိုက်တာသိရမလားသူ့အချိန်မျိုးမှာဆို Man City ကိုသွားမထိနဲ့တော့တောင်မန်းနေတိုက်လိုက်ကွင်းလယ်နေလွတ်လိုက်ပြီးသွားရင်ခုနကချာကီပေးသွားတဲ့အလုံးဆိုလဲအရန်လာဗျာသိလားလှမ်းကန်မယ်ထင်တာဒါမှမဟုတ်လဲတောင်မန်ကိုထွက်မယ်ထင်တာ
လုံးဝ तू မထုတ်ဘူးမထုတ်ဘဲ तू ဘာလုပ်လိုက်လဲဆိုတော့ KE ကိုကျွန်တော်တို့တောင်မှ area view ဗျာပြောရမှာအပေါ်ကနေကြည့်နေတာနော်ကင်မရာအလုံး8လုံးလောက်နဲ့ကြည့်နေတာနော် view ပေါင်းစုံနဲ့ကျွန်တော်တို့ကြည့်နေတာအဲ့လိုလူမျိုးတွေတောင်မမြင်ဘူးကွင်းထဲမှာအထက်ထက်ကာရတဲ့ဒီ Chelsea ရဲ့ခံစစ်ကြားတွေကနေဘလို့ KE ကိုသွားမြင်လဲမသိဘူး Chucky ဆွဲကောင်ထိုးပေးလိုက်တယ်ဗျာတောင်မှမထုတ်ပဲနဲ့အဲ့ဒါ penetration pass ဆိုတာအဲ့ဒါပဲ line breaking pass ဆိုတာအဲ့ဒါပဲအဲ့လိုမျိုးကစားသမားမျိုးတွေက game changer ကျွန်တော်ဒီနေ့ပွဲကိုနိုင်တာအဲ့ဒါ game changer Chucky ရဲ့ vision ကြောင့်ကျွန်တော်နိုင်တာ Chucky ကိုချီးကျူးရမှာပြောမှဆိုရင်ဟိုကျွန်တော်တို့ဒါနှိုင်းတာတော့မဟုတ်သေးဘူးအများကြီးလည်းလိုပါသေးတယ်เนาะ Chucky ဆိုတာဒါဟိုကျွန်တော်ချီးကျူးဖို့စောသေးတယ်เนาะချီးကျူးဖို့စောသေးတယ်ဒါပေမဲ့နည်းနည်းလေးလှမ်းနှိုင်းလိုက်မယ်ဒီ Brian ရဲ့ vision မျိုးอ่ะအဲ့ဒါမျိုးဒီ Brian ကသူ့လက်သူ့ခြေနဲ့တစ်ခါလေကြာရင် game ကို changing လုပ်သွားတာအဲ့ဒါမျိုးသိရမလား Chucky ဒီနေ့ပွဲမှာအဓိကချီးကျူးရမှာဘယ်သူလဲ Chucky တိုက်စစ်ပိုင်းမှာဘယ်သူ effective ဖြစ်ဆုံးလဲဆို Chucky ကျန်တဲ့ကစားပိုင်းမကောင်းလားတော့ကောင်းတယ်နော်စမညိုယူသွားတယ်ဒါပေမဲ့ conversion rate အရင်နေတယ်10လုံးတည်သွားရင်နှလုံးလောက်ပဲ effective ဖြစ်တာမျိုးအဲ့ဒါကို Chucky ဒီနေ့လှုပ်ပြသွားတော့ show တလုံးပြီးတလုံး chances creation တွေလုပ်တယ်ဘောလုံးကိုတပွဲလုံးမှာကျွန်တော်မှတ်မိတယ်လို့သူ့စီကနေဘောလုံးပြတ်သွားတလုံးပဲရှိတယ်ဘောလုံးကင်လိုက်တာသူနည်းနည်းလေး concentration ဒီပေါ်မှာအာယုံစိုက်မှုနည်းနည်းကျသွားတယ်ကြည့်လိုက် Chucky အရန်ကောင်းတယ် vision ပိုင်းပဲကြည့်မလားဘလို့ execute လုပ်သွားတော့ပွဲပေါ်မှာသူ့ကိုကြည့်လိုက်ရင်လေဟိုကျွန်တော်ဒီ Chucky အကြောင်းဆက်လို့ပြောပါအောင်မယ်ပြီးသွားရင်တော့ကျွန်တော် comment လေးဖတ်မယ်ပေါ့နော်ကျွန်တော်နည်းနည်းလေး10 minute လောက်ပြောခွင့်ပြု Chucky ကိုကြည့်လိုက်ကွင်းထဲမှာဒီကောင်ကစားနေတာသူအလုံးလုံးနေမှာမဟုတ်ဘူးသူ့ကိုလားစာပေးတာလို့သူ့ကိုတပတ်လောက်ခလားစာပေးတာလို့ကွင်းထဲမှာအလုံးလုံးနေမှာမဟုတ်ဘူး Chucky ကကွင်းထဲမှာလာပျော်နေတာ Chucky ဆိုတဲ့လူကကွင်းထဲမှာလာပျော်နေတာသူ့ရဲ့အနောက်မှာကြောနံပါတ်ကြီးတက်ထားတဲ့နော်ဟိုဘယ်လိုပြော Man City ရဲ့နံပါတ်10ဝတ်ထားတဲ့ကစားသမားမဟုတ်သူစိတ်ထဲမှာ तू ကဘာလုပ်လဲဆိုတော့ဒီကွင်းထဲကို तू လာနေတာ तू ပျော်ဖို့ enjoy ဖြစ်နေတာသိရမလားသူ့ကိုကြည့်လိုက်ရင်ပေါ့ပါပါလေးနဲ့ဘယ်လိုပြောရမလဲဟိုဘောလုံးကစားနေရက်ွက်ထဲမှာဘောလုံးကစားတယ်လို့မျိုးတကယ် enjoy လုပ်နေတာသိရမလားအဲ့လိုပုံစံမျိုးလေးကိုသူ့ကိုကြည့်ရရင်အမြဲတမ်းဘယ်လိုပြောရမလဲပေါ့ပါပါနဲ့ဖြစ်နေသိရမလားအဲ့ဒါကြောင့်မို့ဟိုအရှိန်က show boating လုပ်တယ်ဆိုတော့ကျွန်တော်လည်းဝေဖန်တာပဲ तू အကွက်တွေပြတယ်ဘာညာကုကကျွန်တော်ဝေဖန်တယ်အဲ့လောက်အဆင့်လောက်တော့ပေါ့ပါဖြစ်တယ်ဆိုတာတော့ဒါတစ်ဖက်အသင်းတော့ကိုအားနာဖို့ကောင်းတယ်ဒီအဆင့်ထိမဟုတ်ပြင်ဒီအဆင့်ထိမဟုတ်ပဲနဲ့အခုလိုမျိုးပေါ့ပါကစားတာတွေကအရန်ကြက်တည်ရှိတယ်ဘောလုံးရဲ့အနှစ်သာရအဲ့ဒါလို့ကျွန်တော်ပြောချင်တာဟိုအဲ့လောက်ညှိုးလိုက်တော့လဲဟိုနည်းနည်းလေးတော့ overall ဖြစ်သွားပါတော့ပြောချင်တာပါလဲဆိုတော့ David Silva တို့ရဲ့ပြောရမှာဆိုရင်ဒီဘောလုံးပေါ်စီးမျောမှုဒီ Brian တို့ရဲ့ဘောလုံးပေါ်စီးမျောမှုရာတိုးကြီးတို့ရဲ့ဘောလုံးပေါ်စီးမျောမှုအဲ့လိုမျိုးဟိုကွင်းထဲကိုဝင်သွားပြီးတော့ enjoy ဖြစ်နေတဲ့ feeling ကြီးပေါ့ဗျာသိရမလားဟိုဘောလုံးကစားနေရမှာ enjoy လုပ်တဲ့ feeling အဲ့ဒါကြီးကရေးလဲကြွေတယ်ဗျာကျွန်တော်ပြောရေးလဲကြွေတယ်ဖြစ်ရမှာတကယ်ကစားသမားကြီးဆိုတာလေအဲ့လိုလုံးဝအရန်မိုက်တယ် Chucky ဆိုဒီနေ့ပွဲမှာကြည့်လိုက်ကျွန်တော်တို့လုံးဝ total credit လက်ခုပ်တွေ heavy TV အားပေးရမှာကလုံးဝ credit ပေးရမှာ Chucky မောင် Chucky အရန်ကောင်းတယ်မောင် Chucky အရန်ကောင်းလာတဲ့ဟာကျွန်တော်တို့ကချိန်သားကြိုက်ပဲဘာလို့လဲဆိုတော့ကြည့်လိုက်ကျွန်တော်တို့ဒီနောက်ပိုင်းပွဲတွေမှာဘယ်သူကောင်းလဲဆိုကြ Chucky ပဲဘယ်သူကောင်းလဲကြည့် Chucky ပဲကဘာပလားမှာကျွန်တော်ပြောပြမယ် Chucky ကိုပြင်တစ်ကအစလိုင်းရမပေးဘူးတော့ဒီကောင်နဲ့တော်မိုင်မဲပါတော်ကိုမိုင်မဲတဲ့ကောင်ဖြစ်သွားမှာ Chucky ကြည့်လိုက်အများကြီးသုံးတော်ခံများလိမ့်မယ်ခင်ဗျားတို့ကိုနော်အများကြီး highlight တွေထွက်လာလိမ့်မယ်သူစီကနေအများကြီးသူစီကနေ enjoy ဖြစ်တဲ့ဘောလုံးပွဲကိုကြည့်ကျင်စရာနောက်ထပ် generation တွေကြည့်ကျင်စရာ clip တွေအများကြီးထွက်လာလိမ့်မယ်နော် Chucky ရဲ့ဒီလောက်ဆိုရင်ကျွန်တော် Chucky ရဲ့မှုန်းနဲ့နော်ပြောမှဆိုရင်ဟာလေးကိုတော့ကျွန်တော်ဒီနားမှာပဲရက်မယ် Chucky ချောင်းထိုင်ပြောကျွန်တော်တညာလုံးထိုင်ပြောဆိုလေရအဲ့လိုကစားမမျိုးတွေဘာဖြစ်လို့လဲဆိုတော့ Man City မှာအဲ့လိုကစားသမားမျိုးတွေမရှိတာအတော်ကြာခဲ့လို့ပဲဒီ Brian မကောင်းမဟုတ်ကောင်းတယ်ဒါပေမဲ့ဒီလိုပေါ့ပါနဲ့ကစားနေတဲ့လူမျိုးတွေကိုကျွန်တော်တို့မတွေ့ခဲ့ရတာမခံစားခဲ့ရတာတော်တော်ကိုကြာနေပြီသိရမလားအဲ့လိုမျိုးပေါ့ဗျာအဲ့တော့ Chelsea ကဒီနေ့ပွဲရှုံးသွားတယ်အဲ့ဒီကောင်ဘာဖြစ်လဲပေါ့ Chelsea ဖန်တွေသွားကြည့်လိုက်တယ်ဘော်ဒါတွေခုနကစကားပြောတယ်ငါဘာဖြစ်လဲပေါ့ငါတို့ကဒီတက်တောင်ကိုပို့ပေးချင်တာတော့ဘာလို့ဒါတော့ဟိုအပြစ်မှာဒါ Chelsea ပြိသက်တွေတည်းလဲစကားပြောဖြစ်တယ်ပေါ့နော်အဲ့ဒီနေ့ပွဲကသူတို့အသင်းကတော့ seriously ပထမပိုင်းမှာအမုန်းကျုံရမယ်မယ်သူတို့ကဒီနေ့ပွဲမှာပေါ့ဘာပဲသိရမလားဘီယာလေးမော်လိုက်သွင်းသွားမြန်မီးတို့ဘာလို့သိရမလားကိုင်းနဲ့ဂုံးဖက်ပြီးတော့အောင်ပွဲတွေခံလိုက်အဲ့လိုမျိုးဆိုတော့ပေါ့ဆိုတော့တစ်ဖက်ကအာဆင်နယ်ဟိုတော့မှတကယ်ပါအားတောင်နာတယ်ဒါတော့အပြင်ကပြိသက်တွေအလုပ်ပေါ့ဗျာဒီမှာ Chelsea ကတော့ဒါ professional ဘလုံးအသင်းတစ်သင်း
နော်အထဲထဲမှာကစားသွားတဲ့ပုံလဲကြည့်ကြည့်လိုက်နောက်ဆုံးမိနစ်နောက်ဆုံးချိန်ထိကိုခင်ဗျားတို့ credit မပေးဘူးဆိုကျွန်တော်အဲ့ဒီ Man City ကိုအခုလိုနိုင်သွားလို့ credit မပေးဘူးဆိုလို့ credit မပေးဘူးကွာ Man City ကွာ Chelsea က short ကန်သွားလာစမ်းမှာမင်းလာစမ်းမှာအဲ့မိနစ်90ပြန်ကြည့်ရန်မိနစ်90လုံးဘာလို့ွားလဲ Chelsea ဘလို့ကန်သွားမင်းပြန်ကြည့်အဲ့လိုကိုထိုင်ပြောမှာနော်ခင်ဗျားတို့ပဝင်းကျင်မှာပြောရလိမ့်မယ် Chelsea က short ပေးတာပါကွာဘာညာကွကွနော် maybe မပြောတတ်ဘူးဘယ်ကောင်တွေပြောမလဲပြောတဲ့ကောင်တွေအကုန်လုံးအဲ့မိနစ်90နော်ပြန်ကြည့်လိုက်မိနစ်90မကြည့်နိုင်ဘူးမလားရတယ်နော်မင်းတို့ full time highlight ကိုမှ highlight အရှည်လောက်ပဲမင်းတို့သွားကြည့်လိုက် Chelsea ယုံသွားတဲ့အနေထားနော် Man City ကို fully credit ပေးရမှာနော်အဲ့တော့ပြင်မှာပခုံးချင်းဖတ်ပြီးတော့ Chelsea ဖန်နေနဲ့နော်ဟိုဘယ်လိုပြောရမလဲဟိုငိမ့်ငိမ့်ရနေတာဟာတကန့်ကွာကိုင်းထဲမှာသွားကြည့်လိုက်ခက်ကန်ခဲ့ရတယ် Stamford Bridge မှာဒီဂိုးကျွန်တော်တို့စပြီးတော့မရခင် O'Reilly ဂိုးခေါင်းတိုက်ပြီးတော့မသွင်းခင်အခြေအနေကို show လုံးဝအတကုံကိုအာယုံလေးစိုက်ပြီးတော့အမုန်းကျုံခဲ့ရတာဗျာသိလားအဲ့လိုမျိုးကြီးအခြေအနေကနေ Man City နိုင်ခဲ့ရအဲ့တော့ကျွန်တော်ပြောတာဗာလဲဆိုတော့ I demand respect ပဲနော် respect တခုလိုချင်တယ် Man City ကဒီနေ့ပွဲမှာနိုင်သွားတဲ့ဟာကိုခင်ဗျားတို့ပါဇက်ထဲမှာပေါ်ပဲမပြောပါနဲ့နော်အားလုံး Man City ပရိသတ်တွေရောပေါ်ပဲမပြောနဲ့အရန်တန်မိုးရှိရဲ့နိုင်ပွဲ Man City ကသူတို့အတွက်လိုအပ်တဲ့နိုင်ပွဲတစ်ခုကိုမဖြစ်မနေရဖို့အတွက်အကောင်းဆုံးကြိုးစားသွားပဲ Stamford Bridge မှာကျွန်တော်လွယ်လင်းတကူရခဲ့တဲ့နော်ပျော်ကြီးရခဲ့တဲ့နိုင်ပွဲဖြစ်လိမ့်မယ်ဒါပေမဲ့ခက်ခဲနဲ့လွယ်လင်းတကူရခဲ့တဲ့နိုင်ပွဲတော့မဟုတ်ပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒါ Arsenal ကိုလည်း Carabao မှာနိုင်ပြီးပြီ Liverpool ကိုလည်းဂိုးပြက်ခြေပြက်နဲ့ကျွန်တော်တို့ FA မှာ knockout ချပြီးပြီအခုလည်းကျွန်တော်တို့ဒီ Chelsea ကိုနောက်ထပ်ဂိုးပြက်နိုင်ပွဲတစ်ဝင်နဲ့နိုင်ထားတယ်ပြောရမယ် Man City ရဲ့အခုနောက်ဆုံးကစားခဲ့တဲ့3-4ပွဲက credit ပေးရမှာ Man City ပြန်လာပြီ Man City ပြန်လာတဲ့အချိန်ခါရောက်ပြီ Man City ရဲ့အကောင်းဆုံးကာလတစ်ခုပြန်ရောက်ပြီ April တကြံရောက်ပြီဟုတ်လားတကြံမှာကျွန်တော်တို့ရင်ပြောတာမဟုတ်ဘူးเนาะခုနကပြောသလို Guardiola နဲ့အပေါင်းပါတတိုက်เนาะတားတဲ့ဘက်တတိုက်ကလည်းပျော်တတ်ပါတယ်เนาะအဲ့တော့ဆောင်းရမိုက်တယ်အဲ့တော့ပြောရမှာဆိုဒီနေ့ပွဲကြီးကခင်ဗျားတို့အများကြီးထိုက်တန်တယ်เนาะ Man City ပိတ်သက်တွေလုံးဝကိုလူတို့အများကြီးပျော်ပလိုက်လုံးဝဆောင်းရမိုက်တယ်ဒီလိုပွဲမျိုးနိုင်တယ်ဆိုတာဒီလိုပွဲမျိုးနိုင်တဲ့ဟောင်မှာအောင်ပွဲမခံဘယ်ရမှာအောင်ပွဲခံပါလဲဒါဘောလုံးတင်းတင်းကိုအားပေးတယ်ဆိုတာလုံးဝတချို့ပွဲတွေမှာလုံးဝအယမ်းကာရောခံစားတယ်စိတ်ဆင်းရဲတယ်เนาะအဲ့လိုမျိုးပဲအဲ့လိုအချိန်မျိုးတွေမှာကိုကဘောလုံးတင်းကိုချစ်ရတယ်လို့မျိုးပဲဒီနေ့လိုပွဲမျိုးမှာဒီနေ့လိုမျိုးနိုင်ပွဲမျိုးမှာခင်ဗျားတို့လက်သီးလက်မောင်းเนาะတန်းပြီးတော့အောင်ပွဲမခံဘယ်လိုပွဲမျိုးမှာအောင်ပွဲခံပါလဲခံမလိုက်ဘာမှဘယ်ကောင်းမှ queue မဆိုင်နဲ့အောင်ပွဲခံမလိုက်အေးတခုရှိတယ်ပြိုင်ဘက်အသင်းတွေကိုတွားပြီးတော့အရန်လိုအပ်တဲ့ပို့ပြီးတော့မှဟလာဟိုတွားလောက်တာမျိုးဒါမျိုးတော့ကျွန်တော်အားမပေးဘူးသို့တော့ကိုအသင်းကိုလုံးဝစိတ်ကြိုက်အားပေးလုံးဝဒီလိုအခြေအနေမျိုးမှာကျွန်တော်လက်သီးလက်မောင်းတန်းပြီးတော့အောင်ပွဲခံရမှာဒါပဲအဓိကဒီလိုပွဲမျိုးကဒါစောက်ရမ်းဂုံယူဖို့ကောင်းတဲ့ကိစ္စကြော့အရန်ကိုဂုံယူဖို့ကောင်းတဲ့ကိစ္စဗျာဒီလိုပွဲမျိုးဆိုတာဒါလုံးဝကိုမိုက်တယ်နော်အဲ့တော့ Man City ကဒီနေ့ပွဲနိုင်ပွဲကြီးအရန်တန်တယ် Man City ကဒီနေ့ပွဲနိုင်ပွဲကြောင့်မို့လို့အတိတ်ပဲအများကြီးရှိတယ်နော်ဟိုပြီးတော့ပိုဆိုးတာဒီနေ့ပွဲက3ဂိုးပြက်ကျွန်တော်တို့ကနိုင်တာ3ဂိုးပြက်နိုင်တော့6ဂိုးလိုနေတယ် Arsenal ကကျွန်တော်တို့က goal difference က6ဂိုးလိုတယ်ပြီးတော့နောက်တစ်ခုကဒီပွဲကြောင့်မလို့ကျွန်တော်တို့က6မှတ်အကွာကိုပြန်ရောက်သွားပြီနော်နောက်ထပ်ကျွန်တော်တို့ကဘာရှိလဲဆိုတော့တပွဲလိုသေးတယ်တိုးတက်တပွဲလိုသေးတယ်ဗောနော်ဒီအခြေအနေမှာ Man City ကလာမဲ့တနင်္ဂနွေနေ့ Super Sunday ဒီနေ့လိုမျိုးနေ့မျိုးမှာနောက်ထပ်လန်ဒန်ပြိုင်ဘက်အဖြစ် Man City က Arsenal နဲ့ရှင်ပြိုင်ကစားရမယ် Arsenal ကလက်ရှိမှာဒါနောက်ဆုံး Premier League 5ပွဲမှာသူက4ပွဲပဲနိုင်လာတာဗျနိုင်ပြီးတော့မှမထင်မှန်မဲနဲ့သူကသွားပြီးတော့ Brentfordဘုံမောက်ကိုသွားပြီးတော့ရှုံးတယ် Cherry ကိုသွားရှုံးတော့သူကတိုင်ပေါက်သွား Man City ကနောက်ဆုံး5ပွဲမှာကျွန်တော်ကဒီနေ့ပွဲကြီးနိုင်သွားတော့ခေါ်သွားတာဗောဗျာပြောရမှာသိရမလားအဲ့တော့ဘုံမောက်သူတို့သွားရှုံးတယ် Man City ကတော့ဒါနိုင်သွားတယ်နောက်ဆုံး2ပွဲတည်ရပါကြပါညာကွိကွဟလာ West Ham နဲ့လည်းတည်ကြတယ်ဗျာကျွန်တော်တို့ Nottingham Forest နဲ့တည်ကြတယ်အဲဒါပေမဲ့ဒီနေ့ပွဲမှာလုံးဝတကယ် resounding ဖြစ်တဲ့နိုင်ပွဲတစ်ခုကိုကျွန်တော်ပြန်ရတယ်အဲ့တော့လာမဲ့တစ်ပတ်ကြာရင်ကျွန်တော် Arsenal နဲ့တွေ့မယ်အဲ့ဒီ Arsenal နဲ့ပွဲကလုံးဝ6 point တာပဲ
ယာဒီတိုင်းမှာအထွတ်ထိပ်ပွဲတွေရှိတယ်ကျွန်တော်တို့လီဗာပူးနဲ့လည်းကျွန်တော်တွေ့ခဲ့ပြီးမန်ချက်စတာယူနိုက်တက်နဲ့လည်းတွေ့ခဲ့ပြီးယာဒီတိုင်းမှာအထွတ်ထိပ်ပွဲတွေရှိတယ်လာမဲ့စူပါဆန်ဒေးကကိုလူလိုမဖြစ်မနေကြည့်ရမယ်အထွတ်ထိပ်ပွဲပဲပရီးမီးယားလိရဲ့တကယ် climax ပဲနော်ပရီးမီးယားလိပွဲစဉ်33အာဆင်နယ်ရှင်မြိုင်ကစားမဲ့အိမ်ဝင်းကပွဲစဉ်ကဒါပရီးမီးယားလိရဲ့ climax ပဲအဲ့ပွဲကလုံးဝကြည့်ရမယ်ပွဲအဲ့မဲ့မန်စီးတီးစီမှာအားသာချက်တစ်ခုရှိနေအဲ့ဒါဘာလဲဆိုတော့ဒီနေ့ပွဲပြီးသွားရင် Sunday အထိ9ရက်အပြည့်မန်စီးတီးကနားရမယ်အာဆင်နယ်ကတော့ချန်ပီယံလိမှာဆက်ပြီးတော့ရှိနေသေးတာဖြစ်တဲ့အတွက်ကြောင့်သူတို့ကတော့ Sporting နဲ့ဒီကြာလာပင်းမနက်မှာသူတို့ကကစားအောင်မယ် April 16ရက်နေ့မနက်မှာသူတို့ကစားအောင်မယ်အဲ့တော့ဘာဖြစ်မန်စီးတီးကတပတ်လုံးနားထားရခဲ့တဲ့အချိန်မှာအာဆင်နယ်က Sporting နဲ့သူတို့ကသွားပြီးတော့ကစားအောင်မယ်မှားကြော်တော့အဝေးကွင်းမှာသွားပြီးကစားခဲ့တာဆိုတော့အာဆင်နယ်အတွက်ကံကောင်းတာတစ်ခုက Sporting ကိုသူတို့ကအဝေးကွင်းမှာသွားဆောက်ရမှာမဟုတ်ဘူးအိမ်ဝင်းလန်ဒန်မှာပဲရှင်မြိုင်ကစားရမယ်အဲ့ဒါပြီးသွားတော့မှသူတို့ကမန်ချက်စတာကိုလာခဲ့ရမှာအဝေးကွင်းလာခဲ့ရမှာဗောနော်အဲ့တော့အက်တီဟတ်မှာလုံးဝမန်စီးတီးပိတ်သက်တွေအကုန်လုံးက share ပောက်မဲ့ပွဲအဲ့ပွဲကလုံးဝအမုန်းကျုံးမှာနော်လုံးဝတကွင်းလုံးဝ heavy လုံးဝဟိုတကယ်မန်စီးတီးပိတ်သက်တွေရဲ့လှိုင်းနဲ့လုံးဝတကယ်နော်ဖော်ဆန်တွေလုံးဝလွှမ်းမိုးပြီးတော့မှတကယ်ရှိသမျှပိတ်သက်တွေအကုန်လုံးကတကယ်တကွင်းလုံးမှာမိုးပြအောင်တွေလွှမ်းပြီးတော့မှတကယ်ချိလို့ကောင်းမဲ့ပွဲအဲ့ဒီပွဲတော့ကိုမန်စီးတီးကဒီနေ့ပွဲမှာသူတို့ရဲ့လန်ဒန်ပြိုင်ဘက်ချက်စီကိုစတန်ဖို့ဒ်မှာသွားပြီးတော့အနိုင်ရပြီးတော့အားပြည့်ထည့်လိုက်ပြီအဲ့တော့ကိုလူတို့ကောဒီနေ့ပွဲနဲ့ပတ်သက်ပြီးတော့ဘလို့ထင်လဲလောအားလုံးလည်းအပျော်တွေပြည့်နှက်နေကြမယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ comment ထဲမှာဒီပွဲနိုင်ပွဲနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးကျွန်တော်တို့အတူတူဆွေးနွေးကြည့်အောင်ပါပြီးမှကျွန်တော် live လေးသိမ်းမယ်ပေါ့နော်ချာကီတယောက်ရထားလို့ကျွန်တော်တို့ကန်ကောင်းနေတဲ့ဟုတ်ပါခက်ခဲတာဗောတဲ့ bro မျိုးစော်ဦးနေသူတွေတကယ်ကောင်းတယ်လူမပေးဘဲနဲ့ဆုံးကန်နေဟာလန်တင်းတွေကတိတာတယ်တဲ့စမညိုပြောနေတာတဲ့ဟာလန်ကြီးကရွှေမနှက်ရမှာမလားတဲ့ bro မင်းကိုကပြောထားတယ်ချယ်ဆီဖန်တွေလည်းစိတ်ကောင်းမယ်မတင်ဘူးတဲ့ bro မြတ်ကိုလင်းထိုက်တဲ့လောင်းမယ်တဲ့ချာကီအိုရိုင်လီခူဆာနော့ဖ်အကြိုက်တော့ခူဆာနော့ဖ်ဆိုမှပြောအောင်မယ်ခုနကမဖိုးပြိုးချုံဖုံးပြိုးချုံကခုနအမုံချုံရတဲ့ကွက်တကွက်တွေးလိုက်လားအဝေးကနေလမ်းပြီးတော့ကျုံးတာနော် final သက်တဲ့တော့မှမရောက်သေးဘူး final သက်အထိတ်နာနေပြီးတော့လုံးဝ rocket ကြီးကစ်ချရတယ်ထင်တော့မထင်ဘူးဒီကောင်သွားကျွန်တော်ထင်မှာကုမ္ပဏီရဲ့ clip တွေပါကြည့်ထားလားမသိကုမ္ပဏီရဲ့ lesser နဲ့ပွဲတော့ကကျုံးထားတဲ့ clip တွေပါကောင်ကြည့်ထားလားမသိဖိုးဆိုခိုးသွားပြီထင်တာဗျာခိုးပေါက်လေးကနည်းနည်းလေးကတ်လွဲသွားတာဒါနည်းနည်းဟိုရှိလို့သာ air resistance ရှိလို့သာသူထိချက်မှန်နေနော်စောင်းရမ်းချမ်းနေလုံးဝတကယ်ကျင်းတဲ့ဆရာကြီးမိုက်တယ်အဲ့ကိုလေးကိုဝါမှာအဲ့တော့အကယ်၍သာကိုဝါရင်မိုက်မယ်ဘာဖြစ်လို့လဲဆိုတော့ဂေကြီးသွင်းတယ်ဗျာဟာလန်သွင်းဂေကြီးသွင်းတယ်ဗျာအိုရိုင်လီသွင်းတယ်ဆိုတော့ကွင်းလေဟိုခန်းစစ်ကစားသမားတွေကလည်း2ယောက်လောက်ကသွင်းပြီးပြီဆိုတော့သိရမလားသွင်းသိချင်တာကိုကောင်ကူဇာနိုကလည်းကြိတ်ထဲတာပဲသိရမလားလုံးဝမိုက်တယ်ချာကီ doing too much ကူဇာနိုကစ်တာဝင်သွားရှယ်ပဲအဲ့ဒါပြောတာရိုရီပြန်လာမှုနဲ့ဂေကြီးရောက်လာတာတော်တော်ဟုတ်သွားတာတဲ့ဟုတ်ပါဒီနေ့ပွဲမှာဗျာပြောမှဆိုအကောင်းနဲ့ကအဆိုးတွေကအကောင်းပေါ့နော်အကောင်းနဲ့ကအဆိုးကတော့ဘာလဲဆိုတော့ရိုဂျီက knock ပြန်ဖြစ်သွားလားတော့မသိဘူးပေါ့နော်နည်းနည်းလေးသူထိမိသွားတယ်နည်းနည်း knock လေးတစ်ခုတော့ဖြစ်သွားမယ်ထင်တယ် O'Reilly ကလည်း knock တစ်ခုဖြစ်သွားပြီးတော့ဒဏ်ရာအသေးစားပြဿနာကြောင့်မို့လို့ injury နဲ့လူစားလဲလိုက်ရတယ်အဲ့ဒါလေးတစ်ခုကတော့နည်းနည်းလေးတော့မမိုက်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အခုဒီခြေစွမ်းနဲ့ဆိုရင်ဘာပဲဖြစ်ဖြစ် O'Reilly လေးကကဘာပလားမှာလည်းကောင်းကောင်းထိုက်တန်တယ်ပေါ့နော်တနေရာကောင်းကောင်းထိုက်တန်တယ်ရမယ်လို့လေလက်ရှိအချိန်ထိကိုယုံကြည်တယ်ပေါ့ဗျာအဲ့တော့ဘာဖြစ်ဖြစ်နောက်ပွဲတွေမှာလည်းအဓိကသူ့ကိုပါစေခြင်းသေးတာအာဆင်နယ်နဲ့လိုမျိုးပွဲမျိုးတွေမှာပါစေခြင်းတယ်သူကရှေ့ရပွဲတွေမှာလည်း O'Reilly ကလုံးဝအရေးကြီးတဲ့ပွဲတွေကိုဗျာအရေးကြီးတဲ့ပွဲတွေမှာဂိုးတွေသွင်းပြီးအာဆင်နယ်ပွဲတော့လည်းဂိုးသွင်းတယ်လို့သိရမလားအဲ့လိုမျိုးတွေဂိုးတွေသွင်းခဲ့ပြီးဒီနေ့ပွဲမှာလည်းချက်စီနဲ့ပွဲမှာကြီးဂိုးထသွင်းတယ်လို့သိရမလားအရန်အရေးကြီးနေတဲ့အချိန်တွေမှာသူကအမြဲတမ်းကောင်းတာလေအဲ့လိုမျိုးဆိုတော့ဟိုသူ့ကိုပါစေချင်တာဗျာသိလားသူ့ကိုပါစေချင်တာဘာဖြစ်ဖြစ်လာမဲ့ဒီအာဆင်နယ်ပွဲကိုသူ့မလွဲစေချင်ဘူးတပတ်လောက်တွင်းမှာပြန်ပါနိုင်မှုတော့နည်းနည်းမျောလင့်နေပေါ့နော်ဒါပေမဲ့ तू က knock ဖြစ်သွားဆိုတော့သူ့ကိုနည်းနည်းတော့စိတ်ပူတယ်အသင်းကလည်းနည်းနည်းစိတ်ပူလို့သူ့ကိုလူစားလဲလိုက်တာတော့ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့နည်းနည်းစိတ်ပူနေပေါ့ဒါကတော့အဆိုးတွေအကောင်းပေါ့ဗျာဘေးတယောက်ရေတောက်ပြသွားတာမိုက်တယ်နော်အဲ့ဒါကျွန်တော်အစတော့ဘာထင်နေလဲဆိုချယ်ဆီဖန်ထင်နေတာအဲ့ဘဲဟိုက
နောက်တော့မှဒီဘက်က Man City fan ဖြစ်နေ Arsenal ပုံကြီးကိုရေဘူးပေါ်မှာပတ်ပြီးတော့တောက်ပြနေမျက်ရည်ပေါ့ဗျာသိရမလားဟို drinking Arsenal tears ဘာညာကွတ်ကွာပေါ့ဗျာသိရမလားဟိုဘယ်လိုပြောမလဲ internet ရဲ့ memes တွေကိုဒီဘက်ကသူက live action ရိုက်သွားစားတယ်တစ်ချက်တော့စားတယ်သိရမလားနမိတ်ချတိတ်လေးကဘယ်ချိန်ခေါ်လိုက်တာလဲတဲ့အိဘဲလေးကသူကဟိုလူငယ်ချစ်တက်လေးဗျတစ်ချိန်မှာအားကိုးရမှာသူကနမိတ်ကဟိုဟာလို့ခေါ်တာ cover ချစ်လို့ခေါ်တယ်တော်တော်ကောင်းပါတယ်အိကောင်လေးကလीကွင်းထဲမှာအာကြီးလိုကိုနဲ့ပလင်းတေးတောက်ပြတဲ့ကောင်သဘောကျအဲ့ကွင်းထဲမှာမိုက်တယ်အာဆင်နယ်အာယူဝဲချင်းပါညာကွိကွာနဲ့လုံးဝချန့်နေဆိုပြီးတော့ဒီလိုပွဲမျိုးကတော်တော်ကွင်းထဲမှာသွားကြည့်ရတဲ့ feeling ကတော်တော်မိုက်ပါဗျာသိလားအဲ့တခုကတော့ကိုချမ်းတို့ကိုဒေးဗစ်ကမိုက်တယ်အဲ့ feeling တွေသူတို့ကရဘူးလေဆိုတော့ကျွန်တော်လည်းတစ်ချိန်မှာဒါဒီကျွန်တော်ဘော်ရာကြီးလိုမျိုးပဲเนาะကိုချမ်းကြီးတို့เนาะကိုဒေးတို့လိုမျိုးပဲတရက်တော့အဲ့ဒီရက်ထဲမှာသွားအားပေးအောင်မယ်เนาะရှိသမျှတွေအကုန်လုံးစုဆောင်းပြီးတော့မှတရက်တော့အဲ့ဒီရက်ထဲမှာသွားအားပေးအောင်မယ်เนาะတကယ်ကြရဘာလို့အဲ့ feeling ကအရမ်းမိုက်မှာစမညိုကစတာတဲ့စကြသွားတယ်မမွှနဲ့လဲတင်နေတဲ့စမညိုကြီးကဖြုံးတာဗျာဖြုံးတာနှမျောတရားဖိုရန်ချိန်နေလေးပြောပါအောင်နော်ဖိုရန်ကဆရာကြီးကကဘာပလားနီးမှာပဲတိုင်ပတ်ဟာလန်တို့ကတော့တဲ့စိတ်မကောင်းတဲ့ကိုသွင်းညင်တဲ့သူ့မှာတဲ့အခွင့်အရေးကမရပြန်ဖြစ်နေတော့လေတဲ့ဟုတ်ပါကိုချမ်းကဂေဟီပရီးမီးယားလိရသွားပြီဆိုပြီးမှားတင်နေပြီလေလောက်ကြပါအောင်ပရီးမီးယားလိရသွားတာမဟုတ်ဘူးဟေးပရီးမီးယားလိဂိုးရတယ်တော့လုံးမနှောက်နဲ့နော်ကလေးလေးယောက်ဖေနည်းနည်းအချိုးပြန်ပြေးလာသလိုပဲတဲ့ငါစိတ်ညစ်ဒိုကူကကျန်းတယ်ဗျာဒိုကူကတော့ကွင်းမြေမှာလဲဂိုးတွေသွင်းတယ်ကွင်းတွင်းမှာလဲဂိုးတွေသွင်းတယ်ကွင်းမြေမှာလဲသူမိမဘာကြီးနဲ့နော်ကလေးတော်မှဒါဒုတိယတစ်ယောက်လားမသိဘူးကွင်းထဲမှာလဲဂိုးတွေသွင်းတယ်နော်ပွဲတွေတော့ကျန်းတယ်မန်စီးတီးဖလားရရင်ဘောပွဲမကြည့်တော့ဘူးလေဘာလားဗောလက်ကြံပွဲတွေကုန်နိုင်ပွဲဆက်မှာပါအနေထားဂိုးကချက်လဲအေးဆေးပြုတ်သွားအဲ့ဒါကိုပြောတာလေသိရမလားသူတို့ကမနေ့အပိုးစခုတွေးလိုက်ပါတယ်တော်တော်မိုင်မဲတဲ့ကောင်တွေ attention ရှာတာပဲဖြစ်မှာပါအခုတစ်လောကအဲ့လို attention ရှာတဲ့ဟိုဘယ်လိုပြောရမလဲ fan တွေကပိုများလာသိရမှာဟိုလုံးဝစိတ်တက်နဲ့အားပေးတဲ့အချိန်လုံးရှိခဲ့တဲ့ဟိုလိုပြိသက်တွေကနဲတယ်သိရမှာဟိုဘယ်လိုပြောရမလဲနောက်ပိုင်းမှာမှဟိုပေါ်လာသိရမလား social media မှာဝူဝဲတွေပြောနော်ဝက်ဆွဲတွေပြောပေါက်တက်ကြရတွေပြော attention တွေယူသိရမလားအဲ့လိုကောင်တွေများပါတယ်ထားပါတော့လေအဲ့ဒါပြောရတော့ဂိုးကွာချချက်နဲ့ပတ်သက်ပြီးပြောသွားလေသဘောကျလို့ပါဂိုးကွာချချက်ကမန်စီးတီးနဲ့ပတ်သက်လာဘာတွေမျောလင့်နေဂိုးကွာချချက်ဆိုတာ6ဂိုးမပြောနဲ့နော်6ဂိုး9ဂိုးမပြောနဲ့အရင်တော့ဆိုဂိုးကွာချချက်ဆိုတာမန်စီးတီးကအမြဲတမ်းအသာစီးယူနေကြဒီယာဒီမှာဒါဟာလန်ကလည်းဂိုးသွင်းနှုန်းနဲတယ်ဒါပြောတာပါဂိုးသွင်းတာဟိုသွင်းဂိုး20ဆိုနဲလည်းပြောမရအောင်ဒါပေမဲ့ဂိုးပေါင်နဲ့ပျောက်နေတာနဲ့တိုက်စစ်ပိုင်းမှာနည်းနည်းတိုင်ပတ်နေတာအကြောင်းရဲ့ဒါဟိုတိုင်ပတ်နေတာဗောနော်အထူးသဖြင့်တော့တိုက်စစ်ပိုင်းတိုင်ပတ်ထားတဲ့ဆိုင်ခန်းစစ်ပိုင်းတိုင်ပတ်တာပါဟိုဗာဒီယောလည်းကျိုးသွားတယ်ဗျာ DS ကလည်းအကြာကြီးကျိုးသွားတယ်အဲ့ချိန်မှာအဲ့နှစ်ယောက်စလုံးပျောက်သွားတဲ့အချိန်မှာခူဆန်နော့ဖ်တို့ကလည်းလက်ရှိအသားမကျသေးတဲ့အချိန်မှာတိုင်ပတ်တာဗောလေဂေဟီကလည်းမရှိခင်ပထမရာသီဝက်တုံးကကြတော့တိုင်ပတ်ပြီးတော့ဂိုးတွေပေးရတာဟိုနှစ်ဂိုးသွင်းပြီးတဂိုးပြန်ပေးရတာတို့နှစ်ဂိုးသွင်းပြီးနှစ်ဂိုးလုံးပြန်ပေးရဆိုတော့ goal difference ကအဲ့တုန်းကတည်းကတိုင်ပတ်နေတာဗောဒီကြားထဲမှာအာဆင်နယ်ကလည်းသူနိုင်တာ1-0တို့0-1တို့အဲ့လိုပွဲလေးတွေများတော့ goal difference ကိုသူတို့မစုနိုင်ဘူးစုနိုင်တော့အခုချိန်တန်တော့ Man City ကဒါမီလာပဲလीနော် goal difference ကဒီပွဲမတိုင်ခင်က6ဂိုးกว่าတယ်6မှတ်กว่าတယ်အခုကဒီပွဲပြီးသွားတဲ့အချိန်မှာ Man City က goal difference က3ဂိုးပဲกว่าတော့တယ်အမှတ်ကလည်း6မှတ်ပဲกว่าတော့တယ်တပွဲရော့ကစားပေါ့နော်တပွဲရော့ကစားဆိုတော့လက်ကြံတာ Man City ကတပွဲရော့ထားတဲ့ဟာကိုလည်းနိုင်မယ် Arsenal ကိုလည်းလာမယ် Sunday မှာနိုင်တယ်ဆိုရင်သိကြတယ် Man City ကအပေါ်ပြန်ရောက်ဖို့များတယ်ဗောနော်ဒါပေမဲ့Man City ကအခုလာမယ်ပွဲမှာနိုင်ရင်တော့ချက်ချင်းတော့အဆင့်1ပြန်ရောက်မှာမဟုတ်ဘူး goal difference လည်းရှိတယ်ပြီးတော့နောက်အမှတ်ကလည်း6မှတ်ကကွာနေသေးတာဆိုတော့အပေါ်တော့ပြန်ရောက်မှာမဟုတ်ဒါပေမဲ့သိကြတယ်လုံးဝpressure ကတော့သူတို့ဒဏ်ကောင်းကောင်းခံနေရပြီဗောနော်အရှိရဘုံမောင်းတဲ့ပွဲတုန်းကဆိုတော်တော်တိတာတယ်အာဆင်နယ်ကျသွားတဲ့ဟာကြီးကျွန်တော်ဒီမှာမန်စီးနဲ့တော့မဆိုင်ပေမဲ့နည်းနည်းပြောလိုက်အောင်မယ်အာဆင်နယ်ရဲ့အဓိကပြိုင်ဘက်ကဘာလဲဆိုမန်စီးတီးမဟုတ် scenario ဒီလိုစဉ်းစားကြည့်လိုက်ဗျာ scenario တစ်ခုစဉ်းစားကြည့်လိုက်အဲ့ဒီဂိုးမှတ်အတာ
ပွဲရော့တာတွေပါလာမပြောနဲ့ဇရားမြင်နေရတဲ့ဟာအဲ့ဒါအတီးပဲဟုတ်တယ်မလားပွဲရော့တာတွေပါလာမပြောနဲ့အဲ့ပွဲရော့နေဟာတွေကနိုင်မယ်100%နိုင်မယ်လို့ဘဲကောင်အာမခံနိုင်တယ်ဒီလို scenario ပြန်တွေးကြည့်လိုက်6 match အကွာကအသင်းကအာဆင်နယ်မဟုတ်ဘဲနဲ့မန်စီးတီးလို့တွေးကြည့်လိုက်အောက်ကကောင်နေမေးလိုက်တော့အောက်ကအသင်းနေမေးလိုက်တော့ဘယ်အသင်းမှာပင်သားတောင်ကတ်လို့ရမှာမဟုတ်မန်စီးတီးသာအဲ့လိုဖြစ်သွားရင်ပြောပါတယ်အဓိကအာဆင်နယ်ရဲ့အဓိကပြိုင်ဘက်ကမန်စီးတီးမဟုတ်သူတို့ကမှားနေတာအာဆင်နယ်ရဲ့အဓိကပြိုင်ဘက်ကအာဆင်နယ်ပဲအာဆင်နယ်ကစားသမားတွေရဲ့အဓိကပြိုင်ဘက်ကလည်းကစားသမားချင်းမဟုတ်သူတို့ချင်းပဲသူတို့စိတ်ထဲမှာဟိုကမန်စီးတီးကအနောက်ကနေပြီးတော့အဲ့လိုမျိုးအားကြီးနဲ့လိုက်လာပြီးဆိုရင်တော်တော်များများခြေကျုံချော်ကုန်ကြတာများတယ်ဒီမတိုင်ခင်လဲကျွန်တော်ပြောပြီးသားပါနော်မန်စီးတီးပရိသတ်တွေရှိတယ်မန်စီးတီး fan page မြန်မာပြည်ကမန်စီးတီး fan page တော်တော်များများတောင်မှ3-4ခုလောက်ပေါ့နော်တော်များများတောင်မှဒါပြီးသွားပြီဒါလုံးဝတည်ကြတဲ့အချိန်တို့ရှုံးသွားတဲ့အချိန်တို့ပြောကြသေးတယ် title race ကတော့ပြီးသွားပြီပါညာကိုကျွန်တော်အိတ်တုံးခဲ့ပြောတယ်မန်စီးတီးကမန်စီးတီးပဲအချိန်တန်မန်စီးတီးရဲ့ title race ကမင်းတို့နောက်ဆုံးချိန်ထိအာမခံနိုင်လားငါမေးတယ်အမြဲတမ်းပြောတယ် post တောင်တင်လိုက်သေးတယ် post တင်တဲ့အောက်မှာတော့ခင်ဗျားတို့တချို့လူတွေမန်စီးတီး fan တွေကျွန်တော်တို့ဒီ web passion တွေရတော့မှာပါတချို့တော့ဝင်မှတ်ပါသေးတယ်ထားပါတော့လေကိုသိန်းကိုမယုံကိုတော့အရင်ကြီးအကောင်းမြင်လုံးနေကိုတော့ဖြစ်နိုင်ပါသေးလို့လားအဲ့လောက်ကြီးတော့မဖြစ်နိုင်တော့ဘူးထင်ပါတယ်လို့ပြောတဲ့လူတွေ comment ထဲမှာရှိသေးတယ်သွားကြည့် post တွေလွန်ခဲ့တော့တစ်လလောက်တုန်းကဖြစ်မယ်ထင်တယ်အသင်းကတောက်လျှောက်ခြေတွေချော်တိုင်တွေပတ်အဲ့ချိန်မှာတော့တွေးခဲ့သေးတယ်မန်စီးတီးခင်ဗျားတို့အသင်းကမန်စီးတီးဆိုကျွန်တော်အခုဘယ်လိုပြောမလဲကြွယ်နေတာမဟုတ်ဘူးပေါ့နော်မန်စီးတီးမှာအဲ့လိုမျိုးမရှိဘူးမန်စီးတီးဆိုတာအချိန်တန်ရင်မန်စီးတီးပဲနော်အချိန်တန်ရင်ဧပြီတိုင်းမှာအမှတ်စုတာမန်စီးတီးမေလတိုင်းမှာအမှတ်စုတာမန်စီးတီးဘယ်ကောင်းမှရက်တန့်မရတော့ရင်မန်စီးတီးအဲ့လိုမျိုးအမြဲတမ်းဖြစ်လိရှိတယ်မန်စီးတီးကကျွန်တော်ကြိုပြောလိုက်အောင်မယ်လာမယ့်အာဆင်နယ်ပွဲဘလို့ရလက်မျိုးဖြစ်မလဲဆိုတော့ကျွန်တော်မသိသေးဘူးတရေရလက်လည်းဖြစ်သွားမှာ maybe even ရှုံးသွားရင်တော့မှမန်စီးတီးနောက်ဆုံးအချိန်ဒီကိုအသင်းကိုယုံနာလိုက်ဘာဖြစ်လို့လဲဆိုတော့အဲ့မန်စီးတီးမို့လို့အချိန်လုံးပြခဲ့ပြီးသားအချိန် title race မှာနောက်ကနေလိုက်ယူပြီးတော့မှနောက်ကနေလိုက်ပြီးအတင်းလှော်ပြီးတော့မှဝုန်းနဲ့ဘာတွေမှန်းကိုမသိဝုန်းနဲ့အမှတ်တွေစုပြီးတော့အတကုံနောက်ကလိုက်ပြီးတော့မှဟိုးတွေစုနော်ပြီးသွားရင်နောက်ဆုံးမိနစ်နောက်ဆုံးချိန်ထိကိုအမှတ်တွေစုပြီးတော့မှပလားရနိုင်တဲ့ကောင်ကဒီပရီးမီးယားလိမှာတသင်းပဲရှိမယ်ဆိုရင်အဲ့တသင်းကမန်စီးတီးပဲပြောလို့ပြောတာမဟုတ်ကိုအသင်းကြောင့်ကိုပြောတာမဟုတ်ဘူးကျွန်တော်တို့မန်ချက်စတာယူနိုက်တက်နဲ့လည်းရှင်ငယ်ပြီးပြီနော်လီဗာပူးနဲ့လည်းရှင်ငယ်ပြီးပြီမန်ချက်စတာယူနိုက်တက်ရဲ့အကောင်းဆုံးမန်စီးတီးနဲ့ရှင်ခဲ့ရတဲ့နော်မန်ချက်စတာယူနိုက်တက်ရဲ့တခစ်နဲ့လည်းကျွန်တော်တို့ကောင်းသူတို့နဲ့ရှင်ခဲ့ပြီးပြီလီဗာပူးရဲ့တခစ်နဲ့လည်းအခုဒီဆာလာတို့မာနေတို့ဖက်မီနိုတို့အဲ့ဒီအကောင်းဆုံးလီဗာပူးရဲ့တခစ်ပြန်လာတဲ့ဟာနဲ့လည်းကျွန်တော်တို့ရှင်ခဲ့ပြီးပြီနောက်ကနေလိုက်ပြီးတော့ယူပြတာကိုပြောတာလုံးပြခဲ့ပြီးပြီအာဆင်နယ်ခင်ဗျားတို့တော့မှဒါချစ်စနိုးနဲ့ခေါ်ကြပါသေးရဲ့စီတူလွင်ဘာညာကွိကွာနဲ့မန်စီးတီးကအာဆင်နယ်လည်းရှင်ခဲ့ပြီးပြီအချိန်ဘာတွေစိတ်ပူနေရလဲနောက်ဆုံးချိန်ထိတင်ချာနီးရဖြစ်နိုင်သေးတယ်ဆိုရင်အဲ့ဒီဖြစ်နိုင်တာအဲ့ဒါမန်စီးတီးပဲနော်ဒါပေမဲ့ကျွန်တော်ပြောပြမယ်တခုရှိတာပေါ့နော်အဲ့လိုမျိုးပဲနောက်ကနေလိုက်ပြီးတော့မှဖလားရခဲ့သလိုဖလားမရခဲ့တဲ့ moment တွေလည်းအများကြီးပဲမန်ချက်စတာယူနိုက်တက်နဲ့2017တုန်းကကျွန်တော်တို့ငါတော့15နှစ်ပေါ့ဗျာ2010ဟုတ်တယ်2017အဲ့တော့ကဒါအကွယ်ရိုကြီးရဲ့နှစ်ပေါ့ဗျာနော်အဲ့မတိုင်ခင်တော့ကျွန်တော် FA လောက်ပဲရခဲ့တယ်အကွယ်ရိုကြီးရဲ့နှစ်နော်အကွယ်ရိုကြီးရဲ့နှစ်မှာနောက်ကနေလိုက်ပြီးကျွန်တော်ယူခဲ့တာဒါပေမဲ့ကျွန်တော်2012မှာ fail သွားတယ်2012မှာကျွန်တော်အဲ့လိုမျိုးပဲနောက်ကနေလိုက်တယ်ဒါပေမဲ့မန်ချက်စတာယူနိုက်တက်ကိုကျွန်တော်မမီဘူးသူတို့ရဲ့အချိန်20မြောက်ဖလားထင်တယ်ကျွန်တော်ပေးလိုက်ရတယ်ပရီးမီးယားလိသူတို့ပေးလိုက်ရတယ်အဲ့လိုမျိုးပဲလီဗာပူးနဲ့တော့လည်းအဲ့လိုမျိုးပဲလီဗာပူးနဲ့ရှင်ပြီးတော့ကျွန်တော်တို့နောက်ကနေလိုက်ပြီးတော့ဖလားယူနိုင်ခဲ့သလိုမနစ်ကဆိုရင်လည်းကြည့်လိုက်ငါဘလို့မှနောက်ကနေလိုက်တာပဲလိုက်လို့မမီတော့မနဲ့ပေးခဲ့ရတဲ့နှစ်တွေလည်းရှိတာပေါ့ပြောချင်တာကဘာလဲဆိုတော့မန်စီးတီးကအကယ်၍များနောက်ကနေလိုက်ပြီးတော့ဝုန်းနဲ့အမှတ်တွေစုပြီးတော့ဖလားရနိုင်တဲ့နောက်ကနေအကောင်းဆုံးလိုက်နိုင်တဲ့ဖြစ်နိုင်တဲ့တသင်းသီးသောအသင်းဆိုရင်အဲ့ဒါမန်စီးတီးပဲရှင်းလေး
ရမှာအဲ့တော့ကိုအသင်းကိုယုံပါဒီနေ့ပွဲကတော့အရန်ကိုခင်ဗျားတို့အားလုံးပေါ့နော်မန်စီးတီးပရိသတ်တွေကျွန်တော်တို့မန်စီးပရိသတ်တွေအားလုံးစီးစဉ်နေအကုန်လုံးပျော်ရမယ့်နေ့ပဲပျော်လဲပျော်သင့်ပါတယ်ပျော်လဲပျော်ထိုက်ပါတယ်ပျော်ကိုပျော်ရမယ့်ပွဲလဲဖြစ်ပါတယ်အဲ့တော့တကယ်ကိုပျော်သင့်တဲ့ပွဲတစ်ပွဲပါပဲအဲ့တော့ဘာဖြစ်ဖြစ်ကျွန်တော်တို့ဒါမြန်မာနိုင်ငံကကျွန်တော်တို့ဘောလုံးပရိသတ်တွေအကုန်လုံးကလည်းအားလုံးနီးတူမဟာတချမ်းကိုဒါအပျော်ရင်းနဲ့ဖြတ်တန်းမှုအတွက်ပေါ့နော်အထူးသဖြင့် CD fan တွေပေါ့ဗျာပျော်ရင်းနဲ့ဖြတ်တန်းမှုအတွက်တော့ready လေးဖြစ်သွားပြီမနေ့ပြန်မှာကျွန်တော်တို့ရဲ့တချမ်းခါသမယလေးစပါပြီအဲ့တော့နှစ်သက်မှာ web passion ရဲ့ပရိသတ်တွေကောweb passion ရဲ့ Facebook page ကော YouTube page ကောမှာအမြဲတမ်း YouTube channel မှာရောအမြဲတမ်းအားပေးကြတဲ့ကျွန်တော်ရဲ့ web passion followers တွေကောcitizen တွေအားလုံးကောမြန်မာပြည်ကဘောလုံးပရိသတ်တွေအားလုံးကောမင်္ဂလာနှစ်သက်လေးဖြစ်ပါစေကျမ်းမှာချမ်းသာခြင်းတွေနဲ့ပြည့်စုံပြီးတော့နှစ်သက်မှာလာခြင်းကောင်းပါစေဖြစ်ချင်တဲ့ဆန္ဒတွေအကုန်လုံးလဲအကောင့်ထဲပေါ်ပါစေလာမဲ့နှစ်သက်ကလာခြင်းကောင်းတဲ့နှစ်သက်လေးတစ်နှစ်ဖြစ်ပါစေလို့အားလုံးကိုဆုတောင်းပေးနေကျွန်တော်ဒီ live လေးကိုပဲဒီမှာပဲရန်နာခြင်းပါတယ်အဲ့တော့လာမဲ့ကျွန်တော်တို့ Sunday မတိုင်ခင်မှာကျွန်တော်တို့ကတပတ်အပြည့်နားရမယ်ပေါ့နော်ထုံးစံအတိုင်းပဲမနက်ဖြန်မနက်ကျွန်တော်တို့9နာရီမှာ YouTube channel မှာကျွန်တော်ရဲ့ review လေးရှိပါမယ်အဲ့တော့မနက်ဖြန်မနက်ကျွန်တော်တို့ YouTube channel မှာ review လေးနဲ့တူပြန်ဆောင်အောင်ပါဆိုတော့အားလုံးပဲ good night ပါအားလုံးပဲပျော်ရွှင်စရာနှစ်သက်တင်းညံခါသမယလေးဖြစ်ကြပါစေခင်ဗျာ see you tata bye bye